တဲ့သူတွေလည်းတန်သုံးတဲ့လူတွေလည်းမှန်မဲ့ Ever Smile မှာလင်းလက်တဘာဝထုတ်ကုန်ပစ္စည်းလေးတွေကိုဝယ်မယ်ဆိုရင်ဒီမလေးကဒီမှာကစိုးယုံနီယိုမြန်မာနိုင်ငံမှာပထမအဆုံးထုတ်တဲ့လင်းလက်တဘာဝထုတ်ကုန်ကနေထုတ်လိုက်တဲ့ကစိုးယုံနီယုံလေးကိုဂုံယူစားဖြစ်တင်ချပါပြီရှင်ဝယ်သူတွေအနေနဲ့သုံးစွဲမယ်ဆိုလို့ရှိရင်ဘာတွေကောင်းမှလဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာအဆိပ်တောက်ပြင်မယ်ညကြလို့ရှိရင်အစားဝင်အိပ်ပျော်စီပါမယ်ကျန်းမာရေးကောင်းချွန်သူမှပါသုံးပါရှင်အဲ့တော့ညီမလေးတို့ရှိမှာဒါမျိုးလေးတွေရနေပြီပြီးလို့ရှိရင်ဝင်းမှန်မယ်ဒါပြောမယ်ဆိုလို့ရှိရင်ဝင်းချုပ်နေတဲ့လူတွေဝင်းမမှန်တဲ့လူတွေဦးထဲမှာပေါ့နော်ဦးရှင်းတန်းရှင်းရေးလုပ်ချင်တဲ့လူတွေပေါ့နော်ဒါပေမဲ့ဝင်းသွားရလားဆိုတော့အဲ့လိုလည်းမသွားပါဘူးရှင်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဝင်းမှန်နေတဲ့အစီကြခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီလိုဝင်းမှန်အစီကြလင်းလက်ကမကြီးလေးကိုသုံးပါရှင်ကဲခန္ဓာကိုယ်တွေမှာအပူပုတ်တွေကတော့ကင်းသွားပြီကဲငါတို့ကမိတ်ကလေးတွေဖြစ်တယ်ဓမ္မတာလာတဲ့အချိန်မှာအရင်ခက်စားရတယ်နားရခြင်းနဲ့ကြိုက်တယ်ခဲတယ်ပေါ့နော်ကျွတ်ကြံနေချက်မှာကြောက်တယ်ရေအိတ်တွေဖြစ်မှာကြောက်တယ်လူမျိုးယောဂဝေဒနာတွေကိုပျောက်ကင်းစေမဲ့လင်းလက်ကနေပြီးတော့ထုတ်ပေးထားတယ်ရှားဆောင်လက်ပတ်ရှိပါတယ်ရှားဆောင်လက်ပတ်ကဆိုရင်ဖြင့်သူကခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်အတောက်တွေကိုသူကပြင်စေပါတယ်ရှင်ရှားဆောင်လက်ပတ်ကလေးရှိပါတယ်ဒါလေးကတော့ဒါတဘာဝအပူချင်းကရမတ်မှုန်လေးပါရှင်ကရမတ်မှုန်လေးကလေးရှားပေါ်မှာဒီလိုလေးရက်ပြီးတော့စားပေးလို့ရှိရင်လည်းပဲရပါတယ်ဒါပေမဲ့လုံးဝမကြည့်တော့ဘောနော်ဒီထဲမှာပါတဲ့ဟိုဘယ်လိုပြောရမလဲဆိုတော့ဟွာနဲ့မတည့်ဘူးထက်ညက်နဲ့မတည့်ပါဘူးဒီထဲမှာထက်ညက်တော့စားလို့မရပါဘူးသူ့သုံးတယ်ဆိုလို့ရှိရင်လေအဲ့တော့ဒါလေးတွေကတော့ညီမလေးရှိမှ install ရှိနိုင်မှာပစ္စည်းယူမျိုးလေးတွေဖြစ်ပါတယ်အပူပုတ်ကင်းစေမယ်အပူပုတ်ကင်းပစ္စည်းလေးတွေဖြစ်ပါတယ်ရှင်အဲ့တော့ဝယ်ယူတဲ့ဆိုလို့ရှိရင်ညီမလေးရှိမှာဝယ်တဲ့လူတွေတန်းသုံးတဲ့သူတွေမှန်ဖို့ Ever Smile ကိုနှိုင်းနေပါဆိုရဲစာတိုင်းအတိုင်းကဲ Mama Snick လေးနဲ့လုပ်ပေးထားပါပြီဒီ Mama Snick လေးအတိုင်းဝယ်မယ်ဆိုလို့ရှိရင်တော့ cashback တွေအများကြီးပြင်ရအောင်မှာဟုတ်တယ်အမြဲဆုံးလာပါလို့ဖိတ်ခေါ်ပါတယ်ရှင်ဒီမလေးကတော့ Ever Smile ပရိကောင်းပါရှင်ကျေးဇူးပါ